အဲ့တော့ကပ္ပဒါလောက်ကြီးရဲ့ရွေးတဲ့ကပါဒီဝရဏလေးရှိဖို့ဒီဝရဏလေးကိုအပြည့်အတိညာလေးပြတ်သွားလာဒီပဒါအယုလေးပေါ်မှာစိတ်ဆိုင်ပြီးကိုယ်စိတ်ပေါ်မှာဖြစ်စေရမယ်ကိုယ်စိတ်ကစရာဘောဒီကြားတယ်